စင်ရီရဲ့မိတ်လိုက်ချင်းတဘာဝဟာတခြားတရိษံတွေနဲ့မတူပဲအတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့နည်းနည်းလေးရှုပ်ထွေးပါတယ်စင်အသီးတွေဟာမိတ်လိုက်ဖို့အတွက်အစင်သင့်ဖြစ်တဲ့အခါ mass လို့ခေါ်တဲ့မှုန်ညိုတဲ့အခြေအနေတရက်ကိုရောက်ရှိလာတတ်ပါတယ်ဟော်မုန်းပြောင်းလဲမှုအနေနဲ့ဒီအချိန်မှာ testosterone ကြားဟော်မုန်းနှုန်းဟာပုံမှန်ထက်အဆ60လောက်အထိမြင့်တက်သွားပါတယ်လက္ခဏာများတွေကတော့နားထင်နားကအရေးကြီးကလန်းတွေကနေအရေးတစ်မျိုးစီးကြလာတာစီးခဏခဏသွားတာနဲ့ပုံမှန်ထက်ပိုမိုကြမ်းတမ်းရန်လိုလာတာမျိုးတွေတွေ့ရတတ်ပါတယ်အားသာချက်ကဒီလိုဖြစ်နေတဲ့အထီးတွေဟာတခြားအထီးတွေထက်ပိုတန်မာပြီးအမတို့ရဲ့စိတ်ဝင်စားမှုကိုပိုရရှိစေပါတယ်အမတွေကတော့တစ်နှစ်မှာရက်အနှဲငယ်ပဲမေးလိုက်ဖို့အစဉ်သင့်ချစ်လိရှိပါတယ်လူတွေနားနဲ့မကြားနိုင်တဲ့အလွန်နှိမ့်တဲ့အတန်လိုင်းတွေကိုအသုံးပြုပြီးမိုင်ပေါင်းများစွာဝေးတဲ့နေရာကအထီးတွေကိုအချက်ပြရပါတယ်သူတို့ရဲ့စီးထဲမှာပါတဲ့ဖီရိုမွန်အနံ့ကတဆင်လဲအထီးတွေကိုဆွဲဆောင်ပါတယ်ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းစင်တွေဟာမိတ်မလိုက်ခင်တကောင်နဲ့တကောင်နှမောင်းတွေနဲ့ပွတ်တက်တာကြောချင်းမိတာမျိုးတွေနဲ့အချိန်အတော်ကြာပရောပရေလုံးလေးရှိပါတယ်အထီးကအမရဲ့အနောက်ကနေခွာပြီးမိတ်လိုက်တာထစ်ပြီးဒီဖြစ်စဉ်ဟာအချိန်အကြာကြီးမကြာတတ်ဖေစက္ကန့်ပိုင်းကနေမိနစ်ပိုင်းအထိပဲကြာလေးရှိပါတယ်ကိုဝင်ဆောင်ချင်းနဲ့တားပေါက်ချင်းအနေနဲ့ကတော့စင်တွေဟာကဘာပေါ်မှာကိုဝင်ဆောင်ချင်းအကြာဆုံးတရိษံထစ်ပြီး22လနှစ်နီးပါးကြာမြင့်ပါတယ်ပုံမှန်အားဖြင့်4နှစ်ဒါမှမဟုတ်5နှစ်မှတစ်ကြိမ်သာတားပေါက်လေးရှိပါတယ်